hey အခုလေအခု TikTok ပေါ်မှာလေအခု1ရက်2ရက်အတွင်းမှာလေဟိုနာမည်ကြီးလာတယ်လေဟိုအန်တီရဲ့အလှူလေဟိုလမ်းမှာကွာတွေ့တဲ့လူကိုလေသူကလှူတာလေဟိုနေဗာလဲဟိုငရုတ်သီးမှုံရောင်းနေအမှားကြီးဆိုလဲငကတ်တီပတ်စံနေလက်စွပ်တွေရသွားတယ်လေပြီးတော့သူအန်တီဟိုចောင်းသားလေးတွေဂုံတူးတွေပါတယ်ចောင်းသားလေးတွေတွားလှူတာလို့ပြောတယ်အဲ့မှာလေသူကဘာမှမီဒီယာမလည်းမခေါ်ပဲနဲ့လေဘာမီဒီယာမှလည်းမခေါ်ဘလို့မှလည်းသိစရာမလိုပဲနဲ့လေသူကသူ့မှာရှိတဲ့ဥစ္စာကိုသူတွားလှူတာလေဘာတွင်းမလဲဆိုမမကလည်းအဲ့လိုမျိုးလှူချင်လိုက်တာလို့သိလားအကုန်လုံးဘယ်လိုပြောရမလဲပကာသနာဘာဆိုဘာမှမရှိဘူးအဲ့အန်တီလှူပေးနေတဲ့အန်တီရဲ့မျက်နှာကိုကြည့်သိလားလုံးဝမှဟိုကြည့်လိုက်လို့ရှိရင်ရိုးအေးနေတဲ့အန်တီတယောက်ပုံစံမျိုးလေနော်ဟိုဝတ်တာစားတာဆိုတာဟိုလိုမျိုးကြီးတွေဝတ်ထားကြလက်ကောက်ကြီးတစ်ထောင်လောက်တို့ဘာဝတ်ထားမျိုးလည်းမရှိဘူးလေနော်ဒါပေမဲ့လုံးဝမှနော်ရဲရောစေတနာ3တန်ပြက်ထမ်းပြီးတော့ပေါ့နော်ဘယ်လိုပြောရမလဲပြက်သားကွာလုံးဝမှရေစက်ခွက်တောင်ကိုင်းစရာမလိုဘူးသူလှူနေတဲ့အလှူကလေတော်တော်သူ့စိတ်ထဲမှာတော်တော်ပြက်သားဖြစ်ပြီးတော့သူလှုပ်ပေးတာကိုလေကြည်နူးဖို့လည်းကောင်းတယ်တော်တော်လည်းဝမ်းသာဖို့ကောင်းတယ်ကိုလည်းသူ့လိုမျိုးလိုလှူနိုင်တဲ့ဘဝကိုရောက်ချင်လိုက်တာလို့လည်းဆုတောင်းမိတယ်ဟိုဘာပကာသနာမပါပဲနဲ့ဘာမှသူကိုယ်တိုင်သူ့ဟာနဲ့သူတော့သူဖုန်းမရဘူးဒါအခုလိုတင်တာတော့မှပဲအဲ့ဒီအန်ဒီနဲ့ပါလာတဲ့ဟိုအန်တီတွေကတင်လို့တည်ရတာနော်ကိုတွေပတ်စံရှိလာပြီးတော့ပေါ့နော်လူနိုင်ရောသူ့လိုလူမသိသူမသိသူပြစ်ပါမလားကြွားဝါခြင်းစိတ်မြန်ရှိနေကိုတွေဆိုရင်ရှိနေတယ်လို့လည်းသိရကိုလူတော်သိချင်နေတာလေမသိတာကောင်းတယ်နော်ဖះသိတယ်နတ်သိတယ်ကိုစောင်းနတ်သိတယ်တရားသိတယ်အဲ့ဒီအလူကမှတော်တော်မုံမြတ်တဲ့အလူအခုရေပဲဒုက္ခရောက်နေတဲ့လေးမျက်နှာဒုက္ခတွေအတွက်လဲမမပါလေတက်ထန်လာတော့လှူထားတယ်ဒါပေမဲ့ထူထားမှအားမရပါဘူးအဲ့အန်တီလို့အများကြီးနောက်လှည့်စီစရာမလိုပဲနဲ့လှူချင်တာ